Enzo Maresca ချက်စီကနှုတ်ထွက်သွားခဲ့တဲ့အကြောင်းရင်းချက်စီပရိသတ်တွေဟာ Enzo Maresca ရဲ့လူစင်းကိုအလေးကျအလွန်ကြိုသုံးစိတ်ခဲ့တဲ့ rotation မူဝါဒအပေါ်ဝေဖန်ပြစ်တင်နေကြပေမဲ့တကယ်အမှန်တရားကတော့ဒီထက်ပိုပြီးဆိုးရွားနေပါတယ်အခုထပ်ပေါ်လာတဲ့သတင်းတွေအရ Maresca ကိုလူစင်းရဲ့အလေးကျသုံးဖို့တိုက်တွန်းခွင့်ရဟာချက်စီအသင်းရဲ့ဘုတ်အဖွဲ့နဲ့အာကာသဒါရိုက်တာတွေဖြစ်တယ်လို့သိရပါတယ်ဒါဟာဘောလုံးနီးစနစ်ပြန်ဆိုင်ရာအကြောင်းပြချက်ကြောင့်မဟုတ်ပဲအသင်းမှာဆက်ရှိနေတဲ့ကစားသမားတွေကိုဈေးကွက်ထဲမှာတန်ဖိုးတက်လောက်အောင်လှုပ်ဆောင်ခိုင်းတာဖြစ်ပါတယ်ဘောလုံးတက်စီးပွားရေးကိုဦးစားပေးပြီးအနိုင်ရလက်ထက်ကစားသမားအယောင်းဝယ်ကိုပိုအာရုံစိုက်နေတာပါဒါအပြင် Maresca အလိုရှိရဲ့နောက်တန်းကစားသမားတွေကိုဘို့အဖွဲ့ကခေါ်ယူဖို့ပြက်ကွက်ခဲ့ပါတယ်ဝေဖန်မှုတွေပြင်းထန်လာတဲ့အခါမှာ Maresca တယောက်တည်းအားကိုးရမယ်အပြစ်တင်ခံရဖို့ဖြစ်လာခဲ့ရပါတယ်ပရိသတ်တွေစီကနေလာတဲ့ဝေဖန်မှုတွေကနေကလပ်အတင်ကသူ့ကိုကာကွယ်ဖို့ပြက်ကွက်ခဲ့တယ်လို့ Maresca အနေနဲ့ခံစားနေရပါတယ်အထူးသဖြင့်ဒီလောက်အတွေ့အကြုံနေပြီးလူငယ်တွေများတဲ့လူစင်းနဲ့သူလုပ်ပြထားတာတွေဟာအတိအမှတ်ပြုတ်ခံရတာတွေပိုကောင်းမွန်နေလို့သူကယုံကြည်နေပါတယ်ပိုဆိုးတာက Maresca ရဲ့စိတ်ပြတ်မှုတွေဟာတိတိကျကျထွက်ပေါ်လာပြီးအင်တာဗျူးမှာဘိုးအဖွဲ့ကိုပေါ်တင်ဝေဖန်ပြောဆိုလိုက်တာပါတတိထားမိတလောက်နောက်ပန်းပွဲစဉ်တွေမှာသူဟာအသင်းတစိမ့်ပါတဲ့အာကာသ track suit တွေကိုမဝယ်ပဲရှောင်းကြည့်လာပြီးသူ့စိတ်ကြအဝတ်စားတွေကိုသာရွေးချယ်ဝတ်ဆင်လာတယ်လို့ဘုံမအသင်းနဲ့ပွဲစဉ်အပြီးအင်တာဗျူးကိုလည်းကျမ်းမာရဲ့အကြောင်းပြခဲ့ပြီးဖြေကြားခြင်းမရှိခဲ့ပါဘူးဒါဟာတင်းငယ်တဲ့အချက်လို့ထင်ရပေမဲ့ချက်စီအသင်းရဲ့ဒါရိုက်တာတွေနဲ့သူ့ကြားမှာဘလောက်တောင်ပြဿနာအဆိုင်ခဲ့ဖြစ်နေတယ်လေဆိုတာပြနေတဲ့ရှင်းနေတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်ဒါဟာလူစင်းရဲ့အလေးကျသုံးတာတစ်ခုတည်းနဲ့တည်းမသက်ဆိုင်ပါဘူးကစားသမားတွေရဲ့ပြန်လည်ရောင်းချမိတန်ဖို့အတွက်ရက်လက်တွေကိုစတင်ခိုင်းပြီးပရိသတ်တွေဝေဖန်တဲ့အခါမှာတော့သူ့ကိုပဲအပြစ်တင်ခံရဖို့လှုံ့ဆော်နေတဲ့အပေါ်ခံစားနေရတာပါချက်စီမှာနီးပြပြဿနာမရှိပါဘူးသူတို့မှရှိနေတာကစီမံခန့်ခွဲမှုဆိုင်ရာပြဿနာဖြစ်နေတာပါဒါကိုမပြောင်းလဲနိုင်တဲ့ဘေးနီးပြပဲရောက်လာတာဒီတန်ရာကတော့စက်လီနုံဥမှာပဲဖြစ်ပါတယ်ပရိသတ်တွေအနေကလည်း Enzo Maresca အပေါ်ဘယ်လိုထင်လဲကွန်မန့်လီမှာမန်းခဲ့ပေးပါအောင်နော်အားလုံးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ